Winter Crown လိုမျိုး immunity ကိုနှစ်ခေါက်စတိုက်သုံးလို့ရမယ်20စက္ကန့်အတွင်းမှာ4ခေါက် dash လို့ရတဲ့ ability ရှိသလို AoE နဲ့ immobilize လုပ်တဲ့ skill တွေပါပြီးမဲ့လည်းဒီ hero ultimate skill လုံးဝမပါဘဲနဲ့ skill နှစ်ခွက်ထင်းနဲ့ဆော့ရမှာတော့ချစ်စရာကောင်းပါလေ Hirora ဖြစ်ပါတယ်ဆိုတော့ဒီ new hero Hirora ဆိုတဲ့ကောင်မလေးက skill နှစ်ခွက်ထင်းနဲ့ဘာတွေလုံးနိုင်လဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ရအောင်Okay ဆိုတော့ video လေးမစတင်ခင်ပြောပြရရှိတာကကျွန်တော်တင်တဲ့ video တိုင်းအောက်က comment တွေကိုဖတ်လို့ရှိသလို comment တွေကနေပြီးတော့ video တိုင်းအတွက်ဒီ weekly time pack ပေးဖို့စီစဉ်နေတဲ့အတွက်ကြောင့်မလို့ကိုသိချင်တဲ့ Mobile Legends နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို comment ထဲမှာရေးပြီးတော့လက်မလေးတစ်ချက်နဲ့ follow and subscribe လုပ်တော့မမေ့ပါနဲ့ Okay ဆိုတော့ Hirora assassin hero တစ်ကောင်ဖြစ်ပြီးတော့ hero ရဲ့ပုံစံကတော်တော်လေး sweet ဖြစ်တယ်နောက်ပိုင်းဒီ storyline ရဆိုလို့ရှိရင်လည်း Hanabi Harabusa ဒီလို hero တွေနဲ့ပတ်သက်နေတဲ့ new hero ဖြစ်ပါတယ်ဆိုတော့ကျွန်တော် Hirora ရဲ့ passive နဲ့ skill တွေကိုကြည့်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ Hirora မှာ skill နှစ်ခုပဲရှိတယ်ဆိုပေမဲ့ဒီ skill တွေကဒီတိုင်းသုံးလို့ရသလို skill icon ကိုနောက် skill icon ပေါ်ဆွဲပြီးတော့လည်း combo အနေနဲ့သုံးလို့ရတယ်combo skill တစ်ခုသုံးလို့ရှိရင် Hirora ရဲ့ HP နဲ့အောက်က dark energy တစ်ခုကုန်မှာဖြစ်ပြီးတော့ dark energy ကနှစ်ခုတည်းရှိတာဖြစ်သလို energy recovery လုပ်တဲ့အချိန်က skill 1 cooldown နဲ့အတူတူပဲဖြစ်ပါတယ်ဆိုတော့ဒီ skill 1 cooldown ကပို့ပြီးတော့နည်းလာတယ်ဆိုလို့ရှိရင် energy recovery လုပ်တဲ့အချိန်ကလည်းပို့ပြီးတော့နည်းလာမှာဖြစ်ပါတယ်ဆိုတော့ဒီ dark energy က Hirora ရဲ့ passive ဖြစ်ပြီးတော့ combo skill သုံးတာက Hirora အတွက်အဓိကကျတဲ့ ability ဖြစ်ပါတယ်နောက်ပိုင်းဒီ Hirora ရဲ့ skill 1 ကို Maizen လို့ခေါ်ပြီးတော့ဒါ physical damage အနေငယ်ပါတယ် mobility skill တစ်ခုဖြစ်သလို war ကိုကြော်ဖြတ်သွားလာလို့ရတယ်Hirora ရဲ့ shit တဲ့ကိုနှစ်ခေါက် dash တဲ့ skill ဖြစ်တဲ့အတွက်ကြောင့်မလို့ enemy စီကပြေးတာပဲဖြစ်ဖြစ်လိုက်တက်တာပဲဖြစ်ဖြစ်တော်တော်လေးအသုံးဝင်တဲ့ skill လည်းဖြစ်ပါတယ်skill 2က fan shake area နဲ့ shit တဲ့ကိုနှစ်ခါတိတိ damage ပေးမှာဖြစ်သလိုဒါ physical damage 265အထိပဲ damage ရှိမှလည်းဖြစ်ပါတယ်combo skill တွေအနေနဲ့က skill 1 icon skill 2 icon ပေါ်တင်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ရှေ့ကိုတစ်ချက် dash ပြီးတော့နောက်တစ်ချက်ကဘေးပတ်ပတ်လေကို immobilizing ဖြစ်စေတဲ့ AoE damage ပေးမှလည်းဖြစ်ပါတယ်skill 2 icon skill 1 icon ပေါ်တင်ပြီးတော့ combo skill သုံးမယ်ဆိုလို့ရှိရင် Hirora အနေနဲ့ damage တိုင်းကို immune လုပ်ပေးမယ်ပုံစံပြောင်းသွားပြီးတော့အနီးနား enemy ကို immobilize ဖြစ်စေမယ်ပြီးတော့လို့ရှိရင်တော့ရှေ့တဲ့ကို dash လိုက်မှာဖြစ်ပါတယ်combo skill တွေကတစ်ခါသုံးလို့ရှိရင် dark energy တစ်ခုပဲကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခဏခဏ damage တွေ immune ပြီးတော့တက်ရခတ်မဲ့ပုံစံရှိတဲ့ hero လည်းဖြစ်ပါတယ်ဆော့ရတာလည်းခက်မဲ့ hero ဖြစ်တယ်လို့တော်တော်လေးလည်းပုံစံမျိုးစုံဆော့လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ pro scene တွေမှာတေချာပေါက်တွေ့မြင်ရမယ် hero အစ်စ်လည်းဖြစ်ပါတယ် okay ဆိုတော့ဒါတော့နောက် season ကြလို့ရှိရင်ထွက်လာမယ် Hirora လို့ခေါ်တဲ့ new hero ရဲ့ skill တွေကို preview အနေနဲ့ပြပြပေးသွားတော့ဖြစ်ပါတယ်ဆိုတော့လက်ရှိကြည့်နေတဲ့သူတွေအနေနဲ့ရောဒီ hero ဘယ်လိုမျိုးထင်လဲကျန်တဲ့ hero လို့ထင်လားဆိုတော့ဘာတွေလိုအပ်နေလို့ထင်လဲ comment ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ် Mobile Legends နဲ့ပတ်သက်ပြီးတော့ video content တွေစိတ်ဝင်စားတယ် second လေးလို့ကျင်နေဆိုလို့ရှိရင်တော့ Ozai Facebook page YouTube နဲ့ TikTok channel တွေကို follow and subscribe channel နဲ့ကူညီပေးသွားအောင်မမေ့ပါနဲ့